Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါတို့ဒီ KH channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။တနင်္လာနေ့မှာတော့ကျွန်တော်တို့ဟာကနေဟင်ကနေပါဖြစ်သွားမယ်နော်။တခါတည်းဇလန်းကတော့အစမှနေကမတ်တန်းမဟုတ်ဒေါ်တန်းဇာတ်ထုတ်ကတော့ရှုပ်တာမဟုတ်မိတ်ဆွေတို့အမိုက်ပုံကောက်ရိုးပုံအဲ့လိုဖြစ်သွားမှာနော်။ကောက်ရိုးပုံတွေကဖြုတ်ကိုရှာရမယ်သဘောဖြစ်တယ်။ဆိုတော့သဘောပေါက်တဲ့မိတ်ဆွေတွေသဘောပေါက်တော့ပြီ။အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းသဘောပေါက်မှလို့ထင်တယ်။တူတာနဲ့မြူးတာကိုဦးစားပေးပါ။ဓာကြီးကတော့ကွာဆိုဒါကြီးကတော့ကွာကိုပို့စုပတ်ဆက်ကြိုက်ပါလို့ကျွန်တော်ပြောလိုပါတယ်เนาะကဲတော့မိတ်ဆွေတို့ကျွန်တော်တို့ကတင်းလာနေမှာ2-8ပေါ့2-8ဆိုတော့မိတ်ဆွေတို့ရှင်းနောက်ပိတ်3ညပိတ်ဖြစ်ပါတယ်ရှင်းနောက်ပိတ်3ညပိတ်ဖြစ်တဲ့ကြောင့်မိတ်ဆွေတို့2.68ဆိုတဲ့ဂီတွေအားကောင်းပါတယ်2.68ဆိုတဲ့ဂီတွေကမိတ်ဆွေတို့ခွဲပြီးလိုက်တာကကျွန်တော်25ရာခိုင်နှုန်းရှိပြီးတော့တစ်လုံးကြီးလိုက်တာက95ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေသလိုညံရှိတဲ့သုံးချပါเนาะအင်္ဂါနေ့တော့မိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံးဂီကတော့နေတက်အင်္ဂါနေ့တော့ကျွန်တော်ရအကောင်းဆုံးကြီးကတော့မိတ်ဆွေတို့2.6ကြီးဖြစ်ပါတယ်เนาะကဲဆိုတော့မိတ်ဆွေတို့ကျွန်တော်မိတ်ဆွေများလေကျွန်တော်တခါမှမမေးဘူးလို့ကျွန်တော်မေးလိုက်ရမယ်เนาะဟိုဘာစီပွားရေးလောက်ကြလဲအဲ့လိုမျိုးလေးကျွန်တော်ကွန်မန့်မှာရေးပါလားเนาะဘာလို့ဆိုတော့ကျွန်တော်အဲ့ဒါကကျွန်တော်သိထားတဲ့အတွေ့အကြုံလေးနဲ့ကျွန်တော်အကြံပေးခြင်းလို့ပါเนาะဘာလို့ဆိုတော့ဘာစီပွားရေးလောက်တဲ့အစီပွားရေးအခြေအနေတွေကဘယ်လိုလေးရှိတယ်ဆိုတာမျိုးလေးတွေပေါ့เนาะကျွန်တော်သိထားဖတ်ထားတာလေးနဲ့ကျွန်တော်အကြံဉာဏ်ပေးခြင်းလို့ပါပြီးတော့ကိုယ့်ဘဝရည်မှန်းချက်ဘာဖြစ်ချင်လဲအဲ့လိုမျိုးဆက်စုတာပေါ့ဗျာအချိန်မှကိုကဘာဖြစ်ချင်လဲပေါ့နော်အဲ့ဒါမျိုးလေးတွေရေးခဲ့ပေးပါကျွန်တော်သိသလောက်မှတ်သလောက်ကျွန်တော်နောက်နေ့ကျရင်ဗီဒီယိုနဲ့ကျွန်တော်ပြန်ဖြေပေးပါမယ်ချို့မေးခွန်းအရန်ကောင်းတဲ့မေးခွန်းတွေဆိုကျွန်တော် comment နဲ့အတူဗီဒီယိုနဲ့ reply ပြန်ပေးပါမယ်ခင်ဗျာနော်ပြီးတော့ကျွန်တော်တို့ဘဝကြီးကိုဘယ်လိုခံယူထားလဲပြီးတော့ဘယ်ဘာသာတွေကိုးကွယ်လဲပေါ့နော်အဲ့ဒါမျိုးပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေများစိတ်ပါမယ်ဆိုရင်ပေါ့နော်အတင်းမပြောပါဘူးစိတ်ပါမယ်ဆိုရင်ရေးချင်တယ်ဆိုရင်ရေးခဲ့ပေးပါเนาะစီဝါရေးအခြေအနေကဘယ်လိုရှိလဲဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်သိတယ်လောက်ပေါ့ဗျာဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်အကြံပေးလို့ရတာပေါ့နော်အဓိကကတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေလားမပြေဘူးလားအဲ့ဒါလေးရေးခဲ့ပေးပါเนาะကျွန်တော်တို့ဒီအခြေအနေမှာကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့အဆင်မပြေကြတဲ့သူများတယ်အဆင်မပြေဘူးဆိုတာလည်းကျွန်တော်တို့ကလှေကြီးထိုးရိုးသွားနေတော့အဆင်ပြေမှာမဟုတ်ဘူးဒုက္ခတွေကြားထဲမှာမီးတွေကြားထဲမှာကျွန်တော်တို့ကပျော်အောင်ကိုယ့်အတွက်ကြံအောင်ကနိုင်ခုန်နိုင်တဲ့သူတွေပဲအဆင်ပြေတာဒါပေမဲ့ကျွန်တော်တို့အားလုံးကလည်းအဲ့လိုကနိုင်ခုန်နိုင်တဲ့အရေးချင်းတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့မလိမ့်လာကြလို့မလို့အဆင်ပြေကြတာဖြစ်ပါတယ်เนาะဒါကျွန်တော်ကိုချင်းမစားလို့ပြောတာမဟုတ်ပါဘူးအဲကျွန်တော်သိထားတဲ့အချက်လေးတွေကျွန်တော်မိတ်ဆွေများကိုကျွန်တော် share ခြင်းလို့ပါเนาะအဲ့ဒါပြောချင်တာကဲဆိုတော့မိတ်ဆွေတို့အင်္ဂါနေ့တွေကျွန်တော်ရဲ့အကောင်းဆုံး break ကတော့6 break ဖြစ်ပါတယ်အဲ့တော့6 break ထဲမှာကျွန်တော်အကြံပြုချက်ပြပါမယ်6 break ထဲမှာမိတ်ဆွေတို့ကျွန်တော်အကြံပြုချက်မှုကတော့9 6နဲ့9 8 80ဖြစ်ပါတယ်6 break ထဲမှာကျွန်တော်အကြံပြုချက်မှုကတော့9 6နဲ့9 8 80ဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပါစေသွားတဲ့ကိုပါလေဆန္ဒပြည့်စုံပြီးလောဘကိုအမှန်တကယ်ညံ့နေထိနေပါစေခင်ဗျာကျွန်တော်ရှေ့မှာပြောသွားတဲ့အရာလေးတွေကိုကျွန်တော်မိတ်ဆွေများဖြည့်ခြင်းမဖြည့်ပါမဖြည့်ခြင်းလည်းမဖြည့်ပါနဲ့เนาะအားလုံးရရှိပါခင်ဗျာ